အားလုံးမင်္ဂလာပါခင်ဗျာအခုလိုအားလုံးနဲ့တွေ့ကြရတဲ့အတွက်အယံဝမ်းသာပါတယ်ကျွန်တော်ဒီညကျွန်တော်တို့အိမ်မက်ဆောင်ရာသပိုင်းစီဇန်1 Grand Final နောက်ဆုံးညလေးမှာဆရာဆုံးဦးစေရဲ့ကဘာတီတီရေးဆိုတဲ့ချင်းလေးနဲ့ဖြောပြပြရစေကဘာတီတီရေးကျွန်တော်ချစ်တဲ့ဂီတကဘာကြီးကိုကူညီနေပါခင်ဗျာ
ရှိနေခဲ့တာကျိုးပိုင်တဲ့ဂီတလောကကြီးရဲ့တည်တံကြမှာပြုံးပြော်နိုင်စေသာချမ်းသာကြိုးပြူလက်တွေဝဲပြန်လေငြိမ်းချမ်းသောမြေ